chess ဟာလူသမောင်းများစွာဆော့ကြတဲ့ game မျိုးစားဖြစ်ပြီးတော့မြန်မာလိုဆိုရင်စစ်တူရင် game လို့ခေါ်ကြပါတယ်စစ်တူရင် game ဟာယနေ့ခေတ်မှာတော့ညံရင်စဉ်းစားနိုင်ကြတဲ့မဟာဗျူဟာတွေစက်သက်ပြီးတဲ့ကစားနည်းအဖြစ်နာမည်ကြီးပေမဲ့သူ့ရဲ့အစလွန်ခဲ့တဲ့နှစ်ပေါင်း1500လောက်ကစတင်ခဲ့ရပဲဖြစ်ပါတယ်တမိုင်းပညာရှင်တွေအများစုကစစ်တူရင်ရဲ့မူလအစအိန္ဒိယမှာပေါ်ပေါက်ခဲ့ Chaturanga ဆိုတဲ့ကစားနည်းကနေဆင်းသက်လာတယ်လို့ယုံကြည်ကြပါတယ် Chaturanga ဆိုတာစစ်တပ်ရဲ့အင်အားလေးမျိုးလို့အဓိပ္ပာယ်ရပြီးတော့ခြေလျင်သက်၊ညင်းသက်၊စင်သက်နဲ့ရထလုံးသက်တို့ကိုကိုစားပြုပါတယ်။နောက်ပိုင်းမှာတော့ဒီကစားနည်းကပါရှားနိုင်ငံကိုရောက်လာပြီးတော့ Shatranj လို့အမည်ပြောင်းခဲ့ပါတယ်။အဲဒီအချိန်ကတော့ဘုရင်ကို Shat လို့ခေါ်ကြပြီးတော့ဘုရင်အငြင်းကြတဲ့အခါ Checkmate လို့ပြောကြပါတယ်။ဒီလိုစကားလုံးတွေကကျွန်တော်တို့အသုံးပြုနေတဲ့ checkmate ဆိုတဲ့စကားလုံးတွေဖြစ်ပေါ်လာပဲဖြစ်ပါတယ်။အဲဒီနောက်အဲ့လိုမျိုးရတဲ့စစ်တူရင်ကဥရောပကိုရောက်ရှိလာခဲ့ပါတယ်။စကားရည်စုမှာတော့စီးမြင့်တစ်တွေထည့်သွင်းပြီးတော့အထူးသဖြင့် Queen ကိုအင်အားကြီးသောအခွာအဖြစ်ပြောင်းလဲပေးခဲ့တဲ့အကြောင်းဒီနေ့ခေတ် chess တွေနဲ့ပိုဆင်တူလာခဲ့ပါတယ်။19ရာစုမှာတော့နိုင်ငံတကာပြိုင်ပွဲတွေစတင်ကျင်းပလာပြီး1886ခုနှစ်မှာပထမဆုံးချန်ပီယံကိုတက်မှတ်ခဲ့ပါတယ်။အဲဒီအစားပြီး chess အားကစားနည်းတစ်မျိုးဖြင့်တရားဝင်ရှင်းပြလာကြပါတယ်။ယနေ့ခေတ်မှာတော့ chess က online ကနေကမ္ဘာတစ်ဝန်းလူတွေနဲ့အချိန်မီကစားနိုင်တဲ့ game တစ်ခုဖြစ်လာပါတယ်။ကွန်ပျူတာနဲ့ညှိုင်းသူနည်းပညာတွေကလည်း chess မှာအလုပ်လုပ်တကြမလို့ကျွန်တော်တို့ chess ကို AI နဲ့ကစားလို့ရပါတယ်။စစ်တူရင်ဟာ game တစ်ခုတောင်မဟုတ်ပါဘူး။စူးစိုက်မှုကြိုးစားနိုင်စွာဆုံးဖြတ်နိုင်စွာနဲ့ပြဿနာဖြေရှင်းခြင်းကိုလေ့ကျင့်ပေးတဲ့ game တစ်ခုလည်းဖြစ်ပါတယ်။ဒီနေ့ဗီဒီယိုကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။ဒီလိုစိတ်ဝင်စားဖွယ်တပူတူတာဗီဒီယိုဆက်လက်ကြည့်ရှုခြင်း like and subscribe လုပ်ဖို့မမေ့ကြနဲ့နောက်ဗီဒီယိုမှာပြန်လည်ဆုံကြမယ်နော်။ Bye bye